iPhone မှာဒီ feature ရှိပြီးသားဆိုတာသိကြလားလူအတော်များများမသုံးဖြစ်ကြဘူး iPhone သုံးနေပြီးတော့ယာတီသွေးစင်းတာကိုမှတ်ဖို့ application တွေထပ်ဒေါင်းနေတော့မယ်လားတကယ်တော့ထပ်ဒေါင်းစရာမလိုဘူးလို့ပြောပါရစေဘာလို့လဲဆိုတော့ကျမတို့ဖုန်းထဲမှာတင်ရှိနေလို့ပါပဲ iPhone ရဲ့ health app ထဲမှာဒီ feature ရှိနေတာကိုလေအဲ့ဒါကတော့ Apple Health ထဲက cycle tracking ပဲဖြစ်ပါတယ်အရင်တော့ဆိုရင်ကျမရဲ့ယာတီလာတဲ့ရက်ကတိတ်မမှန်ဘူးပြီးတော့အမြဲတမ်းမေ့တတ်တယ်တခါတလေကြိုးတင်ပြင်ဆင်မှုမရှိပဲလာတတ်တော့ဘောင်းမီမှာပေးကြံသွားတာမျိုးတောင်ရှိခဲ့ဘူးပါတယ်ဒါပေမဲ့ဒီ feature လေးကိုသုံးကြည့်တဲ့အခါမှာတော့ဘဝကပိုပြီးအဆင်ပြေလာသလိုခံစားရတယ်အသုံးပြုပုံကလည်းအရန်လွယ်ပါတယ်နော် health app ထဲကိုဝင်မယ်ပြီးရင် cycle tracking သို့မဟုတ်ယာတီစဝန်းချီတာခံချင်းဆိုတဲ့ခေါင်းစဉ်ကိုရွေးပါအဲ့ဒီနောက်မှာကိုယာတီလာတဲ့ရက်ကိုနှိပ်ပြီးမှတ်ထားရုံပါပဲ application ကနေပြီးတော့ကျမတို့အတွက်တွက်ချက်ပေးပါလိမ့်မယ်ကျမအကြိုက်ဆုံးအချက်ကတော့ notification အတိပေးချက်ပါပဲယာတီမလာခင်ရက်အနေငယ်အလိုမှာဖုန်းကနေလှမ်းသတိပေးမှာပါနောက်ထပ်ရက်အနေငယ်အတွင်းမှာယာတီလာတော့မယ်ဆိုပြီးတော့ပေါ့ဒီလိုကြိုသိရတဲ့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုအချိန်မီပြင်ဆင်ထားနိုင်သွားတယ်အရင်လိုအမှားယွင်းတွေမရှိတော့ဘူးပေါ့တကယ်လို့ရက်ကြော်သွားပြီးမလာသေးရင်လေ application ကရက်ကြော်နေပြီနော်ဆိုပြီးတော့သတိပေးပါသေးတယ်ဒါကတကယ်ကိုကောင်းပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာတစ်ခုခုပြောင်းလဲနေလားဆိုတာကိုစတင်သတိထားမိလာစီလို့ပါသုံးနာကြာလာတဲ့အခါမှာတော့ကိုယ့်ခန္ဓာကိုယ်ကိုပိုပြီးနားလည်လာတယ်လို့ခံစားရတယ်ဘဝရဲ့နေထိုင်မှုပုံစံတွေကိုပိုပြီးသိလာရတယ်ကိုယ့်ဘာသာခံမှန်းနေစရာမလိုတော့ဘူးဒါပေမဲ့ပွင့်ပွင့်လင်းလင်းပြောရရင်တော့သူက100%တော့တိကျချင်မှတိကျပါလိမ့်မယ်တကယ်လို့ယာတီမမှန်တဲ့သူဆိုရင်တော့ရက်အနေငယ်အပြောင်းလဲရှိနိုင်ပါတယ်ဒါပေမဲ့ခြုံငုံကြည့်ရင်တော့အများကြီးအထောက်အကူဖြစ်စေပါတယ်တကယ်တော့ယာတီလာတဲ့ကိစ္စကအရန်အရေးကြီးပါတယ်နော်ဘာလို့လဲဆိုတော့အဲ့ဒါကကိုယ်ခန္ဓာကိုယ်ကပေးတဲ့အချက်ပြလက္ခဏာတစ်ခုလိုပါပဲယာတီစက်ဝန်းတွေပြောင်းလဲလာတာအချိန်အကြာကြီးနောက်ကျတာဒါမှမဟုတ်မမှန်တာတွေဟာတစ်ခါတလေကြာရင်စိတ်ဖိစီးမှုကြောင့်အနားယူမှုနေတာကြောင့်ဟော်မုန်းပြောင်းလဲတာကြောင့်ဒါမှမဟုတ်ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ယာတီစက်ဝန်းကိုမှတ်ထားဖို့ကတကယ်ကိုအရေးကြီးပါတယ်အနည်းဆုံးတော့ကိုယ်ခန္ဓာကိုယ်ကပုံမှန်ရှိရဲ့လားတခုခုပြောင်းလဲနေလားဆိုတာကိုသိနိုင်တာပေါ့ iPhone တွေကဒီ feature လေးကိုသုံးကြည့်တဲ့အခါမှာကိုပိုပြီးဂရုစိုက်မိလာစေတယ်လိုအပ်တာတွေပြင်ဆင်ဖို့တင်မကပဲကိုယ့်ရဲ့ခန္ဓာကိုယ်အကြောင်းကိုလည်းပိုနားလည်လာစေပါတယ်တခါတလေအလုပ်တွေအများများနေတော့ကိုသတိမထားမိတာမျိုးရှိတတ်တယ်လေဒါပေမဲ့ဒီလိုကူညီပြီးမဲ့အရာလေးရှိနေတော့ကိုစားမှတ်ပေးမဲ့သူရှိနေတယ်လို့ပါပဲကျမအတွက်တော့ဒါက iPhone တွေက feature အသေးလေးတစ်ခုဖြစ်ပေမဲ့တခေတ်ကိုအသုံးဝင်ပါတယ်သုံးရတာလွယ်တယ်ထက်တောင်းစရာမလိုဘူးပြီးတော့အမားယွင်းလည်းအများကြီးယော့နေသွားစေပါတယ်မသုံးဘူးသေးတဲ့သူတွေရှိရင်လည်းကိုဖုန်းထဲမှာပြန်စစ်ကြည့်ကြပါဦးနော် Samsung သုံးတဲ့သူတွေမှာလည်းဒီလိုမျိုး feature ရှိပါတယ်ရှင်ကိုစီမှာရှိပြီးသားဖြစ်ပေမဲ့မသုံးဖြစ်သေးတဲ့ feature ကောင်းလေးတစ်ခုဖြစ်နေနိုင်လို့ပါပဲ